哈利路亚！တပတ်တာလုံးကိုကပေးတဲ့ဘုရားနာမတာရွေးပေါင်းကြည်ပါစီဒီနေ့တခြင်းစုမဲ့ကောင်းစဉ်ကတော့စံစာဖတ်ပါဆိုတဲ့တခြင်းဖြစ်ပါတယ်ဒီတခြင်းဟာဘုရားတခင်ပြထားတဲ့ကျွန်တော်ရေးထားတဲ့တခြင်းဖြစ်တယ်လို့ပြောချင်ပါတယ်Vale.